ပိုင်းနည်းရဲ့ဆောင်တော့ဆာဆာကီရဲ့အလုပ်ဘဝကပို့ပြီးဖြည့်ဆည်းလာတော့ကိုတွေ့မြင်ရမှာဖြစ်ပြီးဆောင်ဝါကလည်းမြန်ပြန်မယ်ဆိုပြီးအလုပ်ဆက်လာကြတဲ့ကပြောနေချိန်ဆာဆာကီလည်းပြင်ပန်းနှုံးလို့မှောက်သွားခဲ့ပါတယ်ဆာဆာကီလည်းစူပါမားကတ်မှာအားမရှိတဲ့ရုပ်နဲ့ငွေရှင်းနေခဲ့ပြီးရမာတာလည်းပွဲကပ်ပြေတော့မှမို့လို့မနေ့ဖြန်ကြရင်မုတ်တွေအတွက်တဝက်ရှော့ဈေးရမယ်လို့ပြုံးနဲ့ပြောနေခဲ့ပေမဲ့ဆာဆာကီကအားမရှိတဲ့မျက်နှာနဲ့ကျေးဇူးပါလို့ပြောပြီးထွက်သွားခဲ့တာပါရမာတာလည်းခါတိုင်းနဲ့လူပြုံးနေတဲ့ဆာဆာကီကဒီနေ့ပါဖြစ်တာလဲလို့တွေးနေခဲ့ပါတယ်ဆာဆာကီလည်းစလိတ်တောက်ဖို့စူပါမားကတ်ရဲ့နောက်ဘက်ကိုရောက်လာကဘယ်သူမှမရှိမှန်းတွေးလိုက်ရပြီးအဲ့အချိန်သူ့နောက်ကိုတာယာမာကရောက်လာခဲ့တာကြောင့်ဆာဆာကီကလူပြိုကြီးဆိုပေမဲ့လန့်သွားပြီးတာယာမာလည်းအဲ့ဒါထက်စလိတ်တောက်ဖို့လာတာမလားအဲ့ဆိုအရင်ထိုင်ဖို့ပြောနေခဲ့တာပါဆာဆာကီတို့လည်းစလိတ်တောက်နေရင်တာယာမာကဆာဆာကီစိတ်မကောင်းမှန်းသိလိုက်ရပြီးဆာဆာကီလည်းတာယာမာကိုစပင်မစီးထားဘူးလို့ပြောနေချိန်တာယာမာကလည်းစလိန်ငွေနဲ့မှုတ်ပေးလိုက်ပြီးနောက်ပြီးတာယာမာကဆာဆာကီရဲ့အနောက်ကိုကပ်လိုက်ပြီးလူပြိုကြီးဆာဆာကီလည်းချက်သွားခဲ့ပါတယ်ဆာဆာကီကရုတ်တရက်ကြီးသူကြောက်စရာကောင်းလာလို့ထမင်းလာတာကြောင့်စလိတ်တောက်နေတဲ့တာယာမာကတော့စလိတ်တီးသွားပြီးဆာဆာကီလည်းဒီနေ့အလုတ်တစ်ကောင်မလေးတယောက်ကိုမူအောင်လုပ်မိကြောင်းပြနေခဲ့ပြီးဆာဆာကီကကောင်မလေးကိုနောက်ကျရင်ဒူစားအောင်ဆိုပြီးပြောနေရင်ကောင်မလေးကထောက်ငုံသွားတာကြောင့်ဆာဆာကီလည်းပြောင်ကြီးရဲ့တရားဟောတာကိုခံနေရပြီးရုံးမှာလဲဆာဆာကီကကောင်မလေးကိုငုံအောင်လုပ်လိုက်တယ်လို့လူအများကပြောနေကြတာလို့ဆာဆာကီကတာယာမာကိုစိတ်ရင်းရင်းနဲ့ပြနေခဲ့ပါတယ်တာယာမာလည်းဆာဆာကီပျော်သွားအောင်လို့ပြုံပြလိုက်ပေမဲ့ဆာဆာကီကခိုးရီမိလိုက်တာပါတာယာမာလည်းဆာဆာကီရဲ့မျက်နှာကိုဖြဲပြီးအတင်းပြုံခိုင်းနေခဲ့ပါတယ်ဒီလိုနဲ့နောက်နေ့မှာတော့ဆာဆာကီငုံအောင်လှုပ်သွားတဲ့ကောင်မလေးကသူမဆာဆာကီကိုလူဆိုးကြီးလိုဆက်ဆံမိလို့တကယ်တောင်းပန်ကြောင်းပြောနေပြီးနောက်ပြီးဆာဆာကီကလူကောင်းဆိုတာကိုတည်ရနေဆိုပြီးပြောနေချိန်ဆာဆာကီလည်းတာယာမာသူ့ကိုပြောထားတဲ့စကားကိုတွေးမိလိုက်ပြီးအချိန်တိုင်းရင်ထိပါလိမ့်မယ်ဆာဆာကီကလူကောင်းဆိုတာကိုလေလို့ပြောထားတာပါဆာဆာကီလည်းကောင်မလေးကိုဘာမှမဖြစ်ကြောင်းပြောနေခဲ့ပြီးနောက်ကဆန်ဝါကလူမရဲ့ထားနဲ့ရပ်နေခဲ့ပြီးကောင်မလေးထွက်သွားတော့ဆန်ဝါကဆာဆာကီကိုစားနှောက်နေခဲ့ပါတယ်ဒီလိုနဲ့ဆာဆာကီလည်းစူပါမားကတ်ကိုရောက်လာခဲ့ပြီးယာမာတာကပြုံးပြီးလမ်းခေါ်လိုက်တာကြောင့်ဆာဆာကီရဲ့ရင်ထဲမှာလည်းပန်းနေပုတ်နေခဲ့ပါတယ်ဆာဆာကီလည်းစပဖြီးနဲ့ငွေရှင်းနေခဲ့ပြီးဆိုင်မထွဲဖို့လုပ်နေချိန်မှာနောက်ကယာမာတာလေးကိုလက်ကြည့်သွားသေးတာပါအဲ့လိုနဲ့ဆာဆာကီလည်းဆိုင်ထဲကနေတက်ချင်းတင်းကြီးနဲ့ထွက်ခွာလာခဲ့ပါတယ်နောက်နေ့မှာတော့ဆာဆာကီကဈေးတွေဝယ်ပြီးဆိုင်ထဲကနေထွက်လာတော့ကိုတွေ့မြင်ရမှာဖြစ်ပြီးလူပြိုကြီးဆာဆာကီကနေမကောင်းတာတော့စလေးတောက်ဖို့တွေးနေသေးတာပါတစ်ဖက်မှာလည်းယာမာတာကသူမအလုပ်ချိန်ပြီးသွားတာတော့ဆာဆာကီကရောက်မလာသေးလို့ဘာဖြစ်တာလဲလို့စဉ်းစားနေခဲ့ပါတယ်ဆာဆာကီလည်းအိမ်ပြန်နေရင်စူပါမားကတ်ရဲ့နောက်ဘက်ကတာယာမာကိုတွေ့လိုက်တော့နှုတ်ဆက်လိုက်ပေမဲ့တာယာမာကမင်းကလေးတွေအတိုင်းပြုတ်တီကြီးနဲ့စိတ်တူနေခဲ့တာကြောင့်ဆာဆာကီလည်းအချိန်ကြီးမဟန်မှန်းကိုထိလိုက်ရပါတယ်တာယာမာလည်းဆာဆာကီကိုထိုင်ဖို့ပြောနေခဲ့ပြီးတော့ဒီနေ့အလုပ်မစင်ရဘူးလားလို့မင်းနေတော့လူပြိုကြီးဆာဆာကီလည်းဟုတ်ကြောင်းဖြေလိုက်ပြီးဆာဆာကီလည်းစလိတ်တောက်ဖို့လုပ်နေချိန်မှာသူ့ရှိကစလိတ်တောက်ထားတဲ့အကျွင်းကြံကိုတွေ့လိုက်ရတော့ဆာဆာကီကလည်းတာယာမာကသူ့ကိုစောင့်နေမှန်းကိုထိလိုက်ရတာပါတာယာမာလည်းဆာဆာကီကိုမြင်ပါများလာတော့ချစ်တဲ့စိတ်တွေဖြစ်ပေါ်နေခဲ့ပါတယ်ဆာဆာကီလည်းမောင်ယူသွားလို့ဖို့အတွက်စလိတ်ကိုမတောက်တော့ပဲဘေးကအချွေဆက်တွေကအချွေတွေကိုဝယ်တောက်ဖို့လုပ်နေခဲ့တာပါတာယာမာလည်းအံ့ဩသွားတဲ့မျက်နှာနဲ့စလိတ်မတောက်ဘူးလားလို့မင်းနေပြီးဆာဆာကီလည်းအားမရှိတဲ့အခါဆိုစလိတ်နဲ့အရက်တွေထက်ငွေထွေးတဲ့တောက်စရာကပိုကောင်းတယ်လေလို့ပြောနေခဲ့ပါတယ်တာယာမာလည်းသူမရဲ့အလုပ်ဖိအားအကြောင်းတွေကိုဆာဆာကီကိုပြနေခဲ့ပြီးဆာဆာကီလည်းညှက်သိပ်ပေးနေခဲ့ကမတူတဲ့ပုံတစ်ပုံကိုပြနေတဲ့အချိန်အဲ့လူကိုမယုံကြည်နိုင်တော့ပဲဖြစ်တာကလည်းနှစ်ယောက်လုံးကသူပဲကိုလို့ပြောနေတာကြောင့်တာယာမာလည်းဆာဆာကီကိုစိုက်ကြည့်နေခဲ့ပြီးဆာဆာကီလည်းသူ့ကိုစိုက်ကြည့်နေလို့ပြခန့်နေခဲ့ကအဲ့အချိန်ဆာဆာကီကနာချီလိုက်တာကြောင့်တာယာမာလည်းသူမအင်ဂျီလက်ရှည်ကိုဆာဆာကီကိုခြုံပေးလိုက်ပြီးအခုကြည့်နေတဲ့ FA ကောင်လေးတွေကတော့မရနိုင်တဲ့အခိုက်အတန့်တစ်ခုဖြစ်နေခဲ့တာပါဒါပေမဲ့ဘာမှမပူပါနဲ့ကိုယ့်အိမ်မှာဆောင်ရှိရင်ဆောင်ကိုပဲခြုံထားလိုက်ပါဆာဆာကီလည်းနှွေးသွားတာပဲလို့ဆိုနေပြီးတာယာမာလည်းကိုချေရတဲ့သူရဲ့လက်ကိုကင်ချင်ပေမဲ့မလို့ရဲတဲ့စိတ်တစ်ခုကြောင့်အင်ဂျီကိုပဲကင်ပြီးဆာဆာကီရဲ့မျက်နှာကိုတစိစိစိုက်ကြည့်နေခဲ့ပါတယ်နောက်နေ့မှာတော့ဆာဆာကီကအလုပ်သွားနေပြီးဆာဆာကီရဲ့မျက်နှာမှာလည်းပြုံးနဲ့ဖြစ်နေခဲ့တာပါဆာဆာကီလည်းစူပါမားကတ်နောက်ကိုရောက်လာတော့စလိတ်တောက်နေတဲ့နေရာကိုလာကြည့်နေချိန်မှာတော့ယာမာတာကိုတွေ့လိုက်ရလို့ကြောင်သွားပြီးဆာဆာကီလည်းညစ်လေရောအလုပ်လုပ်တာလားလို့မင်းနေတော့ယာမာတာလည်းပုံမှန်ဆိုညကြမှာဆိုပေမဲ့နေရာလို့ဒီနေ့ကနေ့လေကစားပြီးလုပ်မယ်လို့ပြောနေခဲ့ပါတယ်အဲ့လိုနဲ့ဆာဆာကီနဲ့ယာမာတာကစကားပြောနေခဲ့ကြရင်ဆာဆာကီကစကားအကြာကြီးပြောမိလိုက်ကအလုပ်သွားဖို့တတိယသွားပြီးဆာဆာကီလည်းယာမာတာကိုနှုတ်ဆက်လိုက်ကယာမာတာလည်းဆာဆာကီနဲ့စကားပြောရလို့ပြောပါတယ်လို့ဆိုနေခဲ့တာကြောင့်ဆာဆာကီလည်းရှက်နေခဲ့ပါတယ်ဆာဆာကီလည်းထွက်လာနေရင်ယာမာတာကလမ်းခေါ်လိုက်ပြီးခေါင်းပေါ်ကချယ်လီပန်းလေးကိုဖယ်ပေးလိုက်ပြီးနှစ်ယောက်သားကြည်ဆိုင်နေခဲ့ပါတယ်ဆာဆာကီကစကားတွေကိုတစ်ချင်းငုံငုံနဲ့
ကျေးဇူးတင်နေခဲ့တာပါဆာဆာကီလည်းအလုပ်ကိုထွက်လာခဲ့ပြီးတစ်ဖက်မှာလည်းယာမာတာကသူ့ကိုတာယာမာမန်မတိလိုက်လို့စိတ်အေးသွားခဲ့ပါတယ်